ဗိုလ်ချုပ်အောင်ဆန်းကလက်နက်ကင်တော်လှန်ခဲ့လို့မြန်မာမှာစစ်အာဏာရှင်စနစ်ထွန်းကားနေတာဖြစ်တဲ့မြန်မာစစ်တပ်မှာဖက်စစ်တရေပါလာတယ်လို့ဝေဖန်သူတချို့ကဆိုကြပါတယ်ဒီအချက်လက်ကမြန်မာနိုင်ငံရေးနဲ့တမိုင်းပညာရှင်တွေကြားမှာဒီနေ့အထိအကျိတ်နဲ့ဆွေးနွေးညှင်းခုန်နေကြရတဲ့ဝေဖန်ချက်တစ်ခုပါဝေဖန်သူတွေရဲ့အမြင်နဲ့တမိုင်းမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုဗတ်မလိုက်ပဲအချက်လက်နဲ့ပြောပြပေးပါမယ်ခင်ဗျာပထမဆုံးချက်ကတော့ဂျပန်စစ်တပ်ရဲ့လွှမ်းမိုးမှုနဲ့ပတ်သက်ပါတယ်ဝေဖန်သူတွေကတော့ဒီလိုမြင်ကြပါတယ်ရဲဘော်တုံးကျိတ်ဟာဂျပန်ဖက်စစ်စစ်တပ်စီမှာပညာသင်ခဲ့ရတယ်လို့မီနာမီကီကန်ရဲ့စနစ်တကျပုံသွင်းမှုကိုလည်းခံခဲ့ရတယ်ဒါကြောင့်ဂျပန်စစ်တပ်ဟာနိုင်ငံထက်မှရှိရမယ်ဆိုတဲ့အတွေးအခေါ်တွေပြည်သူအပေါ်ရက်စက်တာတွေအာဏာရှင်စံနာတွေနဲ့အမိန့်ကိုပဲခါခါတီးတီးနာခံကိုင်းတဲ့ဇယိုက်တွေဟာဗမာလွတ်လပ်ရေးတက်မတော် BIA တဲကိုစိတ်ဝင်သွားခဲ့ရလို့ယူဆကြပါတယ်တကယ်တမိုင်းအမှန်ကတော့ဒီလိုပါဘိုးအောင်ဆန်းနဲ့ရဲဘော်တုံးကျိတ်ဟာဂျပန်စီမှာစစ်ပညာသင်ခဲ့ရတာမှန်ပေမဲ့ဂျပန်တွေရဲ့ဖက်စစ်စနစ်ကိုသူတို့ကိုယ်တိုင်သဘောမကျခဲ့ပါဘူးဒါကြောင့်လေ1945မှာဂျပန်ကိုပြန်ပြီးတော်လှန်ခဲ့ကြတာပေါ့ဒါပေမဲ့ညင်းမရတဲ့အချက်ကတော့စစ်ပြီးသွားတဲ့နောက်တက်မတော်ထဲမှာကြံခဲ့တဲ့ခေါင်းဆောင်အချို့အထူးသဖြင့်ဗိုလ်ချုပ်နေဝင်းလိုလူမျိုးတွေဟာဂျပန်စစ်တပ်ရဲ့အာဏာရှင်ဆန်တဲ့စစ်ဝါဒကိုဆက်လက်လက်ကင်ကျင့်သုံးခဲ့ကြတာပါပဲဒုတိယချက်ကတော့လက်နက်ကင်လမ်းကြောင်းနဲ့ပတ်သက်ပါတယ်ဝေဖန်သူတွေရဲ့အမြင်ကတော့အိန္ဒိယနဲ့နှိုင်းယှဉ်ပြထားပါတယ်မဟာတမဂန္ဒီရဲ့အကြမ်းမဖက်တဲ့နီလန်နဲ့လွတ်လပ်ရေးယူခဲ့လို့စစ်တပ်ကနိုင်ငံရေးတွေကဝင်မရှုပ်ပဲဒီမိုကရေစီခိုင်မာနေရလို့ဆိုကြပါတယ်မြန်မာပြည်ကတော့လက်နက်ကင်တော်လှန်ရေးကိုပဲအလေးပေးခဲ့လို့တနက်ပြောင်းဝကအာဏာထွက်တယ်ဆိုတဲ့အတွေးခေါ်တွေကြီးထွားလာပြီးနောက်ပိုင်းမှာစစ်တပ်အာဏာသိမ်းတဲ့အကျင့်ဆိုးတွေဖြစ်လာတာလို့ဆိုကြပါတယ်တကယ်တမ်းတမိုင်းအမှန်ဖြစ်ခဲ့တာကတော့ဗိုလ်ချုပ်အောင်ဆန်းဟာအစပိုင်းမှာနိုင်ငံရေးနီလန်အကြမ်းမဖက်တဲ့နီလန်နဲ့စ조사ခဲ့ပါသေးတယ်ဒါပေမဲ့ပြည်တခြားတွေကပြင်းပြင်းထန်ထန်ဖိနှိပ်လုံးလို့အောင်မြင်မလာတဲ့ခါလက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့ရတာပါနောက်ပြီးဒုတိယကမ္ဘာစစ်ကြီးမြန်မာပြည်ကိုဝင်ရောက်လာခဲ့ရမြန်မာနိုင်ငံရေးကိုတနက်ကင်တဲ့လမ်းကြောင်းပေါ်မရောက်ရအောင်အတင်းတွန်းပို့လိုက်သလိုဖြစ်သွားခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့ရက်တီချက်ကတော့ဒီလိုပါဒီနေရာမှာကျွန်တော်တို့အဓိကသတိထားရမှာကတော့ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်စစ်အာဏာရှင်စနစ်ကိုအပြင်းထန်ဆန့်ကျင်ခဲ့သူဖြစ်တယ်ဆိုတာပါပဲလွတ်လပ်ရေးရက်ကန်ဒီမှာဗိုလ်ချုပ်ဟာစစ်ဝတ်စုံကိုစွန့်ပြီးအရက်သားနိုင်ငံရေးသမားအဖြစ်ကူးပြောင်းခဲ့ပါတယ်စစ်တပ်ဟာနိုင်ငံတော်ရဲ့အစီအကံပဲဖြစ်ရမယ်ပြည်သူ့အထက်မှာမရှိရဘူးလို့မိန်ကွန်းတွေထဲမှာထည့်ပြောခဲ့တယ်လို့စစ်ပြီးခင်မှာလည်းတက်မတော်ကိုဗြိတိရှစံနှုန်းမိတဲ့တရားဝင်အမျိုးသားစစ်တပ်ဖြစ်လာအောင်ဂျပန်ဖက်စစ်စတိုင်တွေကိုဖျက်သိမ်းဖို့ကြိုးစားခဲ့ပါတယ်ဒီချုပ်ရရင်တော့မြန်မာနိုင်ငံရဲ့စစ်တပ်အာဏာသိမ်းတဲ့အလေးအထားနဲ့ရက်စက်မှုတွေဟာရဲဘော်တုံးကျိတ်ခေတ်ဂျပန်စစ်ပညာသင်ယူမှုမှာအခြေခံခဲ့တယ်ဆိုတာတစ်စိတ်တစ်ပိုင်းမှန်နိုင်ပါတယ်ဒါပေမဲ့ဒါဟာဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်ရွယ်ချက်လုံးဝမဟုတ်ပါဘူးဗိုလ်ချုပ်အောင်ဆန်းလောက်ကျန်ခံရပြီးနောက်1962ခုနှစ်ဗိုလ်ချုပ်နေဝင်းအာဏာရလာချိန်ကြာမှသာစစ်တပ်ဟာဂျပန်ဖက်စစ်တွေရဲ့အာဏာရှင်စရိုက်ဆိုးတွေကိုအပြည့်အဝဖော်ဆောင်ပြီးတိုင်းပြည်ကိုဒီနေ့ထိရောက်ထဲကိုဆွဲချခဲ့တာဖြစ်ပါတယ်ခင်ဗျာ